အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုဟာယခုလိုခက်ခဲတဲ့ကာလတွေကိုအတူတူဖျက်ချော်နေရတဲ့ကျွန်တော်တို့အားလုံးအတွက်ရောက်တဲ့အရက်ရှိတဲ့အရာလေးနဲ့ပျော်ရွှင်မှုကိုရယူနိုင်ကြစေဖို့ရည်ရွယ်မျှဝေရခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကိုနားဆင်ပြီးတဲ့နောက်အကျိုးတစ်ခုခုရခဲ့မယ်ဆိုရင်ကျေနပ်ပါပြီခင်ဗျာကဲစလိုက်ကြရအောင်ပျော်ရွှင်မှုဆိုတာပန်းနိုင်ရောက်မှာမဟုတ်ဘူးခရီးတစ်လျှောက်ကရွေးချယ်မှုတွေပါပဲတဲ့ဆိုလိုတာကတော့ကျွန်တော်တို့ဟာလိုချင်တာတွေပိုင်ဆိုင်ဖို့ဖြစ်ချင်တဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့စူးစမ်းနေတဲ့အခါလမ်းတစ်လျှောက်မှာအမျိုးမျိုးသောအခက်အခဲအတားအဆီးတွေကိုမလွဲမသွေရင်ဆိုင်ကျော်ဖြတ်ရမှာပါပဲပျော်ရွှင်မှုဆိုတာကအဲ့ဒီလမ်းတစ်လျှောက်တွေ့ကြုံရတဲ့အရာတွေကိုကျွန်တော်တို့ဘယ်လိုရှုထောင့်ကကြည့်မြင်မလဲဆိုတဲ့ရွေးချယ်မှုပါပဲမိတ်ဆွေစိန်ခေါ်မှုတွေမမျှော်လင့်တဲ့အခြေအနေတွေကြားတဲ့ကပဲနေ့စဉ်ဘဝကိုအတိတ်ပဲရှိအောင်ဖန်တီးယူတတ်ဖို့လိုတယ်ဒါမှလည်းမနှက်ဖြန်တွေကိုဆက်လက်ရှင်သန်မှုခွန်အားတွေရရှိလာမှာပေါ့ကျွန်တော်တို့အနေနဲ့ယနေ့အချိန်မှာအခက်အခဲအတားအဆီးတွေကိုပျော်ရွှင်မှုရှုထောင့်ကကြည့်မြင်နိုင်ဖို့အတွက်ကမ္ဘာကျော်ပညာရှင်တွေရဲ့အဆိုအမိန့်တွေနဲ့အတူတင်ပြပေးသွားပါမယ်မိတ်ဆွေတို့အတွက်တေချာပေါက်အကျိုးရှိစေမှာဖြစ်လို့အချိန်ခဏလောက်ပေးပြီးနားဆင်ဖို့အကြံပြုပါရစေနံပါတ်1အခက်အခဲတွေကြားကပြုံးနေရပါစေဘဝမှာနာကျင်မှုကိုရှောင်လို့မရပေမဲ့ဒုက္ခခံနိုင်တဲ့စွမ်းရည်ကိုတော့ရွေးချယ်လို့ရတယ်တဲ့ပျော်ရွှင်မှုဆိုတာအခက်အခဲတွေမရှိခြင်းမဟုတ်ဘူးအခက်အခဲကိုရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်ကရရှိလာတာရှင်းလူကြီးတွေပြောတဲ့ရွှေကိုမီးနဲ့စစ်တယ်လို့လူကိုဒုက္ခနဲ့စစ်ဆိုတဲ့စကားလိုပဲပေါ့ကျွန်တော်တို့ရဲ့အစွမ်းအစတွေရုန်းကန်အားတွေနဲ့ကျွန်တော်တို့ရဲ့ပုံစံအစစ်မှန်တွေကိုအခက်အခဲဒုက္ခတွေနဲ့ကြုံရချိန်မှတွေ့မြင်ရမှာငါဘာကောင်းခွာဆိုတဲ့စကားကိုမပြောခင်ငါဘယ်လောက်ဒုက္ခတွေကိုရင်ဆိုင်နိုင်ခဲ့လဲဆိုတာပြန်ဆန်းစစ်ဖို့လိုအပ်တယ်။ဒါကြောင့်အခက်အခဲဒုက္ခတွေကြုံလာရင်လက်လျှော့ရှောင်ပြေးဖို့ကြိုးစားမယ်အစားဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့နည်းလမ်းကိုရအောင်သာကြိုးစားပါမိတ်ဆွေ။ရှောင်ပြေးနေလို့ဘယ်တော့မှမလွတ်နိုင်ဘူး။ဒီလိုရင်ဆိုင်ရင်းနဲ့ပဲစိတ်ခွန်အားတွေရမယ်။ပြီးရင်မိမိကိုမိမိကျေနပ်မှုတွေနဲ့အတူငါမှာအစွမ်းအစတွေရှိနေတာပဲဆိုတဲ့စိတ်ကကျွန်တော်တို့ကိုပျော်ရွှင်မှုတွေရရှိလာစေမှာဖြစ်တယ်။ဒါကြောင့်အခက်အခဲဒုက္ခတွေကြောင့်စိတ်ဖိစီးနေရင်တဘာဝအလှတွေကိုကြည့်ပါ။ဥပမာမိုးလင်းချိန်ထွက်လာတဲ့နေအောင်ကြီးညနေဘက်နေဝင်ချိန်အလှတရားတွေကိုကြည့်ပါ။အသက်ကိုပြင်းပြင်းရှူခွန်အားအသက်တွေမွေးပြီးပြန်လည်ရင်ဆိုင်ကြည့်ဖို့အကြံပြုပါရစေ။နံပါတ်2ကျေးဇူးတင်တဲ့နှလုံးသားနဲ့ရှင်သန်ပါ။ကျေးဇူးတင်တဲ့စိတ်ကအကောင်းဆုံးသောပျော်ရွှင်မှုကိုဖန်တီးပေးတယ်လို့ဒေးဗစ်ကင်မရွန်ကပြောခဲ့တယ်။ကျေးဇူးတည်တဲ့သူသည်ဉာဏ်ပညာနှင့်ပြည့်စုံ၏ဆိုတဲ့အတိုင်းကျေးဇူးတင်တဲ့စိတ်ကိုအလေးထားတည်ဆောက်ပါ။မနဲ့အိယာနိုးတာနဲ့အရင်ဆုံးလူလောကထဲတဲဆောင်ပေးခဲ့တဲ့မိဘနှစ်ပါးကိုကျေးဇူးတင်တဲ့စိတ်နဲ့နိုးထားပါ။ပြီးရင်နေ့တစ်နေ့ကိုမြင်တွေ့ခွင့်ရတဲ့အတွက်ကံတရားကိုကျေးဇူးတင်ပါ။ဒါဆိုရင်သင်ဟာတနေ့တာကိုအကြည်တန်းနဲ့စတင်နိုင်ပါလိမ့်မယ်။အကြည်တန်းအပြည့်နဲ့စတင်တဲ့နေ့တစ်နေ့ဟာပုံမှန်ထက်တော့အရာအလုံးကလှပနေပါလိမ့်မယ်မိတ်ဆွေ။ပျော်ရွှင်ခြင်းယနေ့သင်မှာရှိတဲ့အရာကိုကျေးဇူးတင်တတ်ဖို့လိုတယ်တဲ့။ဒီနေ့အတိုင်းလက်တွေ့လုပ်လို့လည်းရတယ်။ကိုယ့်ရဲ့တနေ့တာထဲမှာကျေးဇူးတင်စရာ၃ခုကိုရှာဖွေကြည့်ပါ။ဥပမာမိသားစုနဲ့ညစာစားခွင့်ရတာတွေလေကောင်းလေသန့်တွေတဝါကြီးရှူရှိုက်ဖို့အခွင့်အရေးရနေတာတွေချစ်ချင်းမြတ်တာကိုခံစားနိုင်တဲ့အသေးစိတ်လေးရှိနေသေးတာတွေဒီလိုအချက်တွေများစွာကိုကိုယ့်ဘဝထဲမှာရှာကြည့်လို့ရတယ်။ယနေ့အချိန်မှာပျော်ရွှင်မှုဆိုတာမရှိသလောက်ရှားပါနေတာမဟုတ်လား။ဒီလိုပဲကြံဖန်ရှာကြရတာပေါ့မိတ်ဆွေ။နံပါတ်3ပျော်ရွှင်မှုကိုမျှဝေပါ။ပျော်ရွှင်မှုဆိုတာမျှဝေလိုက်တိုင်းနှစ်ဆဖြစ်လာတယ်လို့မာသာထရီဇာကြီးကပြောခဲ့တယ်။ယခုလိုခက်ခဲတဲ့အချိန်တွေကိုဖျက်ကျော်နေရတဲ့အခါအချင်းချင်းမျှဝေဖို့လိုအပ်တဲ့အထက်မှာပျော်ရွှင်မှုဆိုတာလည်းပါတယ်။တစ်ဖက်ကလည်းသူပျော်ရွှင်တဲ့ခံစားချက်လေးတွေကိုမျှဝေတယ်။တစ်ဖက်ကလည်းဝန်တိုမှုကင်းကင်းနဲ့သူ့အပျော်လေးတွေကိုကြည့်ပြီးကိုယ်ပါပျော်ရွှင်ရတယ်ဆိုရင်ဒီလိုရန်ဝန်းလေးကဘယ်လောက်ပျော်စရာကောင်းပြီးလှပနေလိုက်မလဲမိတ်ဆွေ။မျှဝေလိုက်လို့လည်းကိုယ့်အတွက်ရော့မသွားဘူး။မာသာထရီဇာကြီးပြောသလိုပိုတိုးလာဖို့ပဲရှိတယ်။ငွေကြေးဥစ္စာတွေပဲမျှဝေလို့ရတာမဟုတ်ပါဘူး။ချစ်ချင်းမြတ်တာတွေမျှဝေခံစားရင်းနဲ့လေပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်လို့ရပါတယ်။ခုနေ့ကစားပြီးကိုကြောင့်ပျော်ရွှင်ရတဲ့ရဝန်းလေးတွေ
ကိုစီတီဆောက်ပေးကြဖို့ကိုဒီနေရာကနေအကြံပြုပေးရစီခင်ဗျာနံပါတ်၄ယနေ့ကိုအသက်ဝင်အောင်နေထိုင်ပါမနေ့ပြန်အတွက်စိုးရိမ်နေရင်ယနေ့ကိုပျောက်ဆုံးနေမှာပဲတဲ့ဒါကတော့လီယိုနာဒိုဒါဗင်ချီပြောခဲ့တဲ့စကားလေးပါပဲကျွန်တော်တို့အနေနဲ့အမျိုးမျိုးသောဖိအားတွေကြားမှာရောက်ရှိနေပေမယ့်ယခုလက်ရှိအချိန်လေးကိုလည်းအပြည့်အဝခံစားကြဖို့တန်ဖိုးထားရကြဖို့လိုအပ်တယ်အတိတ်ကဒဏ်ရာတွေကြောင့်နာကျင်ခဲ့ရတာတွေရှိရင်သင်ခန်းစာယူပြီးမိထားခဲ့ကြမယ်အနာဂတ်အတွက်စိုးရိမ်ပူပန်နေတာတွေလည်းအချိန်ပြည့်ရှိမနေဘူးလိုအပ်တယ်အဲဒီလိုမှမဟုတ်ရင်ယနေ့ရဲ့အခိုက်အတန့်တွေကပျောက်ဆုံးပျက်စီးသွားကြရမှာဖြစ်တယ်ယနေ့ကိုယ့်ရဲ့ခံစားမှုတွေကတက်ဝင်လှုပ်ရှားနေမှလည်းပြောစရာတွေကိုဖမ်းဆုံမိကြမှာဒါကြောင့်ဒီနေ့မှာတစ်ခါတော့ဖုန်းကိုခဏပိတ်ပြီးတဘာဝအတန်တွေဖြစ်တဲ့ငှက်တန်တွေလေးတန်တွေကိုနားထောင်ကြည့်ပေးဖို့အကြံပြုပါရစေခင်ဗျာနံပါတ်5ပျော်ရွှင်ခြင်းရွေးချယ်ပါတဲ့ပျော်ရွှင်မှုဆိုတာကတင့်ရဲ့ရွေးချယ်မှုပါပဲတင့်စိတ်ကိုဘယ်တော့မှမထိန်းချုပ်နိုင်ဘူးဆိုရင်ဘာကိုမှထိန်းချုပ်လို့မရဘူးလို့ဖုန်းတော်ကြီးဒလိုင်းလာမကပြောခဲ့တယ်တကယ်လေဘဝကကားကွယ်မျိုးစုံနဲ့ပြည့်နှက်နေတဲ့ဇက်ခုံကြီးပဲကျွန်တော်တို့လိုချင်တာတွေရောမလိုချင်တာတွေရောအစုံပဲကြမ်းနေတဲ့ကားကွယ်တစ်ခုကိုရွေးချယ်ပြီးအဲ့ဒီအတိုင်းစီးမျောနိုင်ဖို့ပါပဲမိတ်ဆွေအရာအလုံးလိုချင်ပိုင်ဆိုင်ခြင်းနေသမျှအပြည့်အဝပျော်ရွှင်ဖို့မဖြစ်နိုင်ဘူးဗုဒ္ဓဟောကြားခဲ့သလိုလိုချင်တာများလေပူလောင်ရလေပဲမဟုတ်လားအဲ့ဒီတော့လမ်းတွေအများကြီးရှိတဲ့အထက်ကကိုယ်နဲ့အသင်းတော်ဆုံးသောလမ်းတစ်ခုကိုသာရွေးလျှောက်ပါပြီးရင်ပျော်ရွှင်ဖို့အတွက်အခြေအနေတွေပြည့်စုံဖို့မလိုဘူးရှိတာလေးနဲ့ပျော်အောင်နေတတ်ဖို့သာလိုအပ်တယ်ဒီလိုပြောတာကစူးစမ်းစရာမလိုဘူးလို့ပြောတာမဟုတ်ဘူးကိုယ်နေခြင်းတဲ့ဘဝပုံစံကိုရဖို့စူးစမ်းကြတဲ့အခါမတော်လောဘတွေမတက်မိစေဖို့ရင်ကိုမရတဲ့နာတွေကိုမယူမိဖို့အလဲအလတ်လမ်းစဉ်ရပြောလိုခြင်းဖြစ်တယ်နံပါတ်6စိတ်ဝင်စားမှုကိုရှာဖွေပါစိတ်ဝင်စားမှုဆိုတာဘဝကိုအထိပ္ပယ်ပြည့်ဝစေတဲ့အမီးတောင်ပါတဲ့အဲဗတ်အိုင်းစတိုင်းကအဲဒီလိုပြောခဲ့တယ်သင်စိတ်ထဲကငါဒါကိုလှုပ်ချင်တယ်ဆိုတဲ့အတန်ကိုဥပိ္ပခာပြုမထားမိဖို့ရည်ကြည်တယ်ကိုယ်နှလုံးသားရဲ့အတန်ကိုတတိထားနားဆွင့်ပေးလိုက်ပါကျွန်တော်တို့အနေနဲ့စာဖတ်ခြင်းတွေဂီတဖန်တီးခြင်းတွေအသေးအသေးတွေကိုသင်ယူခြင်းတွေလူတွေကိုတန်းနိုင်သလောက်တန်းနိုင်တဲ့ဘက်ကကူညီပေးနေခြင်းတွေစတာတွေကကျွန်တော်တို့အတွက်ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်တယ်လက်တွေ့လုပ်လို့လည်းရတယ်တပတ်ကိုအနည်းဆုံး2 နာရီလောက်ကိုယ်ဝါသနာပါတဲ့အရာကိုစမ်းသပ်လုပ်ဆောင်ရင်ပျော်ရွှင်စွာနေထိုင်ပါမိတ်ဆွေနံပါတ်9ပျော်ရွှင်ခြင်းရေရဲဖို့လည်းမမေ့နဲ့ဟုတ်ကဲ့ဒီအချက်ကတော့ကျွန်တော်ရဲ့နေ့စဉ်အပြုအမူတွေကတစ်ခုဖြစ်တယ်တချို့နေ့တွေမှာလုံးဝမရဲမိပဲနေ့တစ်နေ့ကုန်ဆုံးသွားတယ်ဆိုတာတင်သတိထားမိလားအမှန်တကယ်ရှိတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့အားလုံးခက်ခဲတဲ့ကာလတစ်ခုကိုအတူတူဖြတ်ကျော်နေကြရတာမဟုတ်လားစိတ်ပီစီမှုတွေကြားမှာရေမောစရာတွေကပျောက်ဆုံးသွားကြရတယ်ဒါကြောင့်ရဲစရာအကြောင်းကိစ္စမရှိရင်တော့ကောင်းငင်ကိုမော့ကြည့်ပြီးငှက်တကောင်ကွေ့ဝိုက်ပြန်နေတာကြည့်ပြီးရဲချလိုက်တာပဲကိုပျော်ရွှင်မှုကိုဖန်တီးယူရတာပေါ့ဒီလိုအားရပါရရဲလိုက်ပြီးရင်စိတ်တွေပေါ်ပါသွားတဲ့ခံစားမှုမျိုးရရှိလာတယ်မိတ်ဆွေတို့လည်းလိုက်လုပ်ကြည့်ဖို့အကြံပြုပါရစေတခြားသူတွေမထိခိုက်တဲ့ဘယ်အရာမဆိုကျွန်တော်တို့လွတ်လပ်စွာရွေးချယ်ခွင့်တော့ရှိနေသေးတယ်ဆိုတာမမေ့နဲ့ပျော်ရွှင်မှုကကျွန်တော်တို့အနားမှာရှိနေတယ်ကျွန်တော်တို့ဖမ်းဆုပ်တတ်ဖို့သာလိုအပ်တယ်နောက်ဆုံးအနေနဲ့မျှဝေလိုတာကတော့ပျော်ရွှင်မှုဆိုတာကြီးမားတဲ့အပြောင်းအလဲတွေလုပ်ဆရာမလိုဘူးယနေ့အသိမျက်နှာမှာလှိုင်းထနေတဲ့ပြုံးဟန်လေးတွေမိသားစုနဲ့စကားစမြည်ပြောခြင်းတွေကိုချစ်တဲ့အရာတွေကိုလောက်ခွင့်ရခြင်းတွေအဲ့ဒါတွေကနေစတင်ပါတယ်။တင်းရဲ့ခြေလမ်းတိုင်းကိုပျော်ရွှင်မှုတွေပေါင်းထည့်ပေးလိုက်ပါ။ရှင်သန်ခွင့်ရတဲ့အခိုက်အတန့်လေးမှာဘာတွေပဲကြုံလာပါစေပျော်ရွှင်စွာနေထိုင်တတ်ဖို့ကိုလည်းမမေ့ပါနဲ့မိတ်ဆွေ။ဟုတ်ကဲ့။နားဆင်သူများအားလုံးပျော်ရွှင်စရာအချိန်များနေ့ရက်များအနာဂတ်များကိုကိုယ်တိုင်ဖန်တီးနိုင်သူများဖြစ်ကြပါစေဆုတောင်းလျက်စေတနာများစွာဖြင့်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် like and share လေးလုပ်ပေးဖို့အကြံပြုပါရစေအပတ်စဉ်တင်ဆက်မှုတွေကိုလည်းနားဆင်အောင် channel ကိုလည်း subscribe လုပ်ပေးထားကြဖို့အကြံပြုပါတယ်အဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့